မြန်မာနိုင်ငံမှာတရုတ်ဖုန်းသုံးတဲ့လူတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာတစ်ခုရှိရဲ။အဲ့ဒါဘာလဲဆိုတော့ Play Store လုံးဝသုံးလို့မရတာပါ။ဥပမာ Honda လို့Huawei လို့ Xiaomi, Redmi အဲ့လိုမျိုးတရုတ်ဖုန်းတော်တော်များများမှာကျွန်တော်တို့ Google Pay မပါဘူးဆိုရင် Play Store လုံးဝသုံးလို့မရပါဘူး။အဲ့တော့ကျွန်တော်တို့တွေ Play Store သုံးလို့ရဖို့အတွက်ဘာလုပ်ရမလဲဆိုတော့ Global သွားရှင်းရပါမယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဖုန်းကို Global ရှင်းမယ်ဆိုရင်အဲ့ရ data တွေကအကုန်ပြတ်မှာပါ။အဲ့လိုမျိုးမပြတ်စေချင်ဘူးဆိုရင်တခြားဖုန်းတွေကိုကူးထားမယ်ဆိုရင်တော့data တွေအများများနေဆိုရင်ကျွန်တော်တို့တော်တော်လေးကိုအလုပ်ရှုပ်အောင်ပါပါအဲ့တော့ကျွန်တော်ဒီနေ့မှာ Play Store အစားအသုံးပြုလို့ရမယ် application link ကိုကျွန်တော်ပြပြပေးမယ်ပထမဆုံးအနေနဲ့ APK viewer ပါဒီ app ကမြန်မာနိုင်ငံကလူတော်များများလည်းသိကြဖြစ်မှာပါဒီ app ကဖုန်းတိုင်းနဲ့လည်းကိုက်နေပြီးတော့သုံးရတယ်လေတော်တော်လေးကိုပဲပြပါတယ် APK viewer ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတော့ကျွန်တော်နည်းနည်းလေးပြပြပါမယ်ဒါတော့ APK viewer ကိုကျွန်တော် install တင်နေရပါဝင်ချင်းမှာပဲဒီ permission လေးတောင်းပါလိမ့်မယ်ဒါလေးကိုလိုက်ပြီးတော့ခွင့်ပြုပေးလိုက်ရုံပါဒါဆိုရင်တော့ကျွန်တော်တို့ APK viewer ကိုစတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်တော့ဒါလေးတော့လေးကိုပါတယ်လူမျိုးတော့မလဲဆိုတော့ကျွန်တော်တို့ search bar မှာကိုလိုချင်တဲ့ application ကိုတွားရှာပြီးတော့ထောင်းပြီးတော့သုံးရုံပါပဲကျွန်တော် Facebook ကိုအစမ်းထောင်းပြပါမယ်ကျွန်တော် Facebook ကိုထောင်းပြီးဆိုရင်တော့install တင်မယ်စပြီးတော့ထောင်းချင်းမှာပဲကျွန်တော်တို့ permission လေးတောင်းပါမယ်အဲ့မှာ permission လေးကိုပေးလိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်တို့ Facebook ကိုစပြီးတော့ထောင်းလို့ရပါပြီโอเคဒီလိုမျိုး Facebook ကိုထောင်းပြီးဆိုတော့ကျွန်တော်တို့ Facebook ကို account တွေပါဖွင့်ပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်โอเคဒါဆိုတော့ကျွန်တော်တို့တွေ Facebook application ကိုထောင်းလို့ရပြီဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့ Gstay ပါဒီကောင်ကကျွန်တော်တို့ဒီ Play Store ကိုအစားထိုးအသုံးပြုရမှာမဟုတ်ဘဲနဲ့ဒီ Play Store ကို Gstay ဆိုတဲ့အထက်မှာဖတ်ပြီးတော့သုံးရပါကျွန်တော် Play Store ကိုတိုက်ရိုက်ဒီသုံးပြုရတာမဟုတ်ဘဲနဲ့ကြားခံ application တစ်ခုအနေနဲ့အသုံးပြုရတာဒါကတော့ကျွန်တော်Gstay ကို website တွေကနေပြီးတော့ down နေရပဲဖြစ်ပါတယ်အခုလိုမျိုး application တွေကိုဒီ website ထဲကနေပြီးတော့ဒါကဘယ်လိုမျိုး down ရမလဲဆိုတာကိုမသိသေးဘူးဆိုရင်ကျွန်တော်video တက်လုပ်ပြီးတော့တင်ပေးပါမယ်ကျွန်တော် Gstay ကို down ပြီးဆိုရင်တော့ app ထဲကိုဝင်မယ်ပြီးကျရင် install ကိုနှိပ်မယ်ဒါပြီးရင်တော့ထုံးစံတိုင်းလိုအပ်တဲ့permission လေးတွေကိုလိုက်ပေးရုံပါပဲဒီနေရာမှာတော့ကျွန်တော်ခဏတော့ဆောင်းပါမယ်โอเคဒါပြီးရင်တော့ကျွန်တော်အပေါ်ဆုံးမှာ Play Store icon လေးကိုတွေ့ပါလိမ့်မယ်အဲ့ကိုတစ်ချက်ဝင်လိုက်ပါโอเคဒီလိုဆိုရင်ကျွန်တော်တို့ပုံမှန် Play Store အကောင့်ဖွင့်တယ်လို့ပဲ sign in ကိုတစ်ချက်သွားမယ်ကို့မှာ Gmail အကောင့်ရှိရဆိုတော့အဲ့ Gmail လေးနဲ့ဝင်လိုက်ပါကျွန်တော် Gmail လေးနဲ့တစ်ချက်ဝင်လိုက်ပါမယ်ကျွန်တော်ဝင်ပြီးပြီဆိုရင်တော့ပုံမှန်တိုင်းပဲဆက်သွားမယ်โอเคဒါဆိုရင်ကျွန်တော်တို့Play Store ကိုစတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်ဒီနေရာမှာမတူတာတစ်ခုကကျွန်တော်တို့ဒီ Play Store ကို Gstay app ထဲမှာသွားပြီးတော့အသုံးပြုရတာပါအဲ့တော့ကျွန်တော်တို့ကြားခံအနေနဲ့ Gstay ထဲဝင်ပြီးမှ Play Store ကိုသုံးလို့ရမှာပဲဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်တို့VPN လေးတစ်ခုကိုဆမ်းတောင်းပြီးတော့သုံးကြည့်ပါမယ်အစိုးရကကျွန်တော် down လိုက်တဲ့ VPN ကဒီ Gstay ထဲမှာပဲရှိမှာပါအပြင် home screen မှာရောက်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီအပြင် home screen ကိုဘယ်လိုမျိုးထုတ်ရမလဲဆိုတော့ကျွန်တော်ရှင်းပြမယ်အဲ့တော့ကျွန်တော်ကGstay ထဲမှာတောင်းထားတဲ့ VPN လေးကိုတစ်ချက်ဖိလိုက်အပေါ်မှာ home screen shortcut ဆိုတာလေးကိုချက်နှိပ်လိုက်ပါပြီးရင်တော့လိုတဲ့ permission လေးကိုလိုက်ပြီးလိုက်ဒါဆိုရင်ကျွန်တော်ခုနကတောင်းထားတဲ့ VPN လေးကိုအပြင် home screen မှာသုံးလို့ရပြီပဲဖြစ်ပါတယ်တတိယအနေနဲ့ကတော့ Aurora app ဆိုတဲ့ application ပါဒီ app က Play Store နဲ့တော်တော်လေးကိုတူပါတယ်သုံးရတာလေးတော်တော်လေးကိုလွယ်ကူပြီးတော့ရိုးလည်းရိုးရှင်းပါတယ်အရင်ဆုံးကျွန်တော် Aurora app ကို down ချင်တော့ကျွန်တော် APK viewer မှာရှိပါတယ်အဲ့မှာတစ်ချက်သွားပြီးတော့ down လို့ရပါတယ်အဲ့တော့ကျွန်တော် Aurora app ကိုစမ်းသုံးပြပါမယ်အရင်ဆုံးကျွန်တော် Aurora app ထဲကိုဝင်ချင်းပဲကျွန်တော် permission လေးတွေကိုလိုက်ပြီးတော့ပြရပါမယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီမှာ Google နဲ့ Anonymous ဆိုတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ Anonymous ကိုတစ်ချက်နှိပ်လိုက်ပါโอเคအဲ့တော့ကျွန်တော်တို့ဒီ app ကိုစတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်တွေ့တဲ့အတိုင်းပဲ Play Store နဲ့တော်တော်လေးကိုဆင်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်ဒီ VPN လေးတစ်ခုကိုစမ်းပြီးတော့သုံးပြပါ
โอเคဒီလိုဆိုရင်ကျွန်တော်တို့ VPN လေးကို download ရပြီပဲဖြစ်ပါတယ်တွေ့ရတဲ့အတိုင်းပဲသုံးရတာလည်းလွယ်ကူပြီးတော့တော်တော်လေးကိုယူရှင်းပါတယ်နောက်ဆုံးအနေနဲ့ကတော့ TapTap ဆိုတဲ့ application လေးတစ်ခုပါဒီကောင်ကဘယ်လိုမျိုးလူတွေအတွက်လဲဆိုတော့ mobile phone နဲ့ game ဆော်တဲ့ game တွေအတွက်ပါဒီ app က Play Store မှာရတဲ့ game တွေအပြင်တခြား Play Store မှာမရတဲ့ game တွေတော်တော်များများကိုလည်းဒီ application မှာရပါတယ်โอเคအဲ့တော့ကျွန်တော်ဒီ app ထဲကိုဝင်ကြည့်မှာပဲsign in ဝင်ခိုင်းပါတယ်ကျွန်တော်တို့ sign in ဝင်မယ်ဆိုတော့ဒီနေရာမှာ email နဲ့လည်းဝင်လို့ရတယ်ဖုန်းနံပါတ်နဲ့လည်းဝင်လို့ရပါတယ်ကျွန်တော်ကတော့ email နဲ့ဆက်ဝင်လိုက်ပါโอเคဒီမှာတွေ့ရတဲ့အတိုင်းပဲ game တွေကလည်းတော်တော်လေးကိုစုံပါတယ်ကျွန်တော်ရှင်းမှပြောသွားခဲ့သလိုမျိုး Play Store မှာရတဲ့ game တွေရောမရတဲ့ game တွေရောတော်တော်များများဒီ app မှာအများကြီးရှိပါတယ်ဒီဆုံးနေနဲ့ကျွန်တော် game လေးတစ်ခုကိုစမ်းပြီးတောင်းပြီးတော့သုံးပြပါမယ်ကျွန်တော် big game ကိုတောင်းမလဲဆိုတော့ Clash of Clans လေးကိုတစ်ချက်စမ်းတောင်းပြီးတော့ဆော့ပြပါမယ်โอเคဒါကတော့ကျွန်တော်ဒီ Play Store အစားအသုံးပြုလို့ရမယ့် application လေးကိုပြပြပြတော့တာပဲဖြစ်ပါတယ်ဟောပြီးတော့ဒီ application တွေကိုသွားတောင်းချင်ကျွန်တော် comment မှာ link တွေရှာပေးထားပါတယ်အဲ့ကနေတစ်ဆင့်သွားပြီးတော့တောင်းလို့ရပါတယ်ဒီလိုခုကြည့်နေတဲ့တင်ကဒီလိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့လူကြောက်တာဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲ see you ပါ